ကျမရဲ့နာမည်ကတော့ Charlie ဆဲပဲဖြစ်ပါတယ်။ဖားကန်ဒေတာကိုကိုစားပြုရှင်ပြိုင်မယ်။အလားမယ်လေးတင်ပဲဖြစ်ပါတယ်ရှင်။ကျမရဲ့ project ကကျမတက်ကတော့19နှစ်ဖြစ်ပြီးတော့ grade 11ကျောင်းသူလေးပဲဖြစ်ပါတယ်ရှင်။ကျမကဖားကန်ဒေတာလာတဲ့ကိုစားပြုတယောက်အနေနဲ့ပေါ့နော်။အခုလက်ရှိမှာဖားကန်ဒေတာမှာကြုံတွေ့နေရတဲ့ကြောက်စိမ်းအလွန်ကျွံတူးဖော်မှုတွေကြောင့်ပေါ့။မြေစာတွေပြိုတာတွေပြီးတော့ရေကြီးနေတဲ့အရာတွေပေါ့နော်။ဒါတစ်တော်ဖြူတီးမှုတွေရဲ့ကြောင့်ဖြစ်လာတဲ့လက္ခဏာတွေဖြစ်တယ်ပြီးတော့တမီးအနေနဲ့ဒီ Green Rebirth for ဖားကန်မြေပြန်လဲဆေးလန်းစုပြီးရေးဆိုတဲ့ project ကိုယူဆောင်လာရခြင်းပဲဖြစ်တယ်ပထမဆုံးအနေနဲ့ဒီနေ့ဝတ်လာတဲ့တိုင်းရင်းသားဝတ်စုံလေးနဲ့အရင်လှနေပါတယ်ညီမလေးကျေးဇူးပါစိတ်ကိုအေးစေးထားပြီးပြေလို့ရပါတယ် How do you want to explain about the importance of a tree တပင်မှာပေါ့နော်ကောင်းကျိုးတွေအများကြီးရှိတယ်လူသားတွေအတွက်ကောင်းကျိုးတွေအများကြီးရှိတယ်ဘယ်လိုလဲဆိုတော့လေထုတွေအတွက်လည်းကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဆိုယူပြီးမှအောက်ဆီဂျင်တွေကိုထုတ်ပေးတယ်ပြီးတော့ရေရင်းမြစ်ကိုလည်းတစ်ပင်ရဲ့အမြင့်တွေကပေါ့နော်ထိမ့်သိမ့်ပေးတယ်ပြီးတော့တစ်ပင်ကမြေစီလွာတွေကိုလည်းပြန်ပြီးတော့ခိုင်မာစေတယ်ဒါတွေကလူသားတွေအတွက်ကဘာကြီးအတွက်ပေါ့နော်ကောင်းကျိုးပြုတဲ့အရာလို့ထင်ပါတယ်ရှင်မရှမ်းနေရလားကြောက်နေရလားမကြောက်ပါကြောက်ဘူးလားလက်တွေတုံနေလို့โอเคသမီးဟိုပြောလို့ရှိရင်လေအတန်နည်းနည်းကြည်ကြည်လေးပြောလို့ရလားကိုယ့်အတန်ကိုပြန်ကြားလားကြားလားโอเคမိကုန်းကကြတော့သမီးဒီပြိုင်ပွဲမှာအနိုင်ရဖို့အတွက်ဘယ်လိုအားသာချက်တွေရှိရလို့ထင်တယ်အနိုင်ရဖို့အတွက်ဒီနေ့ရဲ့ဒီပင်စင်လာမှုတွေပေါ့နော်ပင်စင်လာမှုတွေရှိတယ်ပြီးတော့ project နဲ့ပတ်သက်ပြီးတော့မှခိုင်မာတဲ့ရွေချက်ရှိတယ်ပြီးတော့လည်းလေ့လာသင်ယူမှုတွေလည်းတယောက်ဖြစ်နိုင်အောင်ပေါ့နော်လေ့လာသင်ယူမှုတွေလည်းလုပ်နေပါတယ်အရေးချင်းပြေးဝတဲ့သူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြေးဝအောင်စူးစမ်းနေတဲ့သူတယောက်လည်းဖြစ်ပါတယ် project ကလုပ်ချင်ရင်ဆိုကပတ်စံလိုတယ်ပတ်စံကဘယ်လိုရှာမှာလဲဒီ project ကိုပတ်စံကဘယ်လိုရှာရမလဲတချို့ဒေတာတွေမှာအဆင်ပြေတဲ့ဒေတာတွေရှိတယ်တချို့ဒေတာတွေမှာကအဆင်မပြေမှုတွေရှိတယ်အဲ့ဒီအရာတွေကိုအချင်းချင်း sharing လုပ်ပြီးမှဒေတာနဲ့ဒေတာ sharing လုပ်ပြီးမှကူညီတဲ့အရာတွေကိုတောင်းဆိုပြီးမှတစ်ဖက်မှာကူညီတင်တယ်လို့ပြောထင်ပါတယ်ဒီစပါသမီးဒီပါပေါ့နော်ဒါတော့ဟိုနဲ့မိကုန်းနဲ့တော့မဆိုင်ဘူးနောက်ဆုံးအနေနဲ့ဒီဆရာတို့ဘက်ကဘာပြောချင်တာရှိလဲဆရာတို့ဘက်ကဘာမှပြောချင်ညံ့ပြန်ချင်နေပါလေအကောင်းဆုံးရွေးချယ်ပေးပါပေါ့ကိုနိုင်ငံကိုထိန်းသိမ်းတော့မဲ့ queen တယောက်ကိုရွေးချယ်တဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးရွေးချယ်ပေးပါပေါ့ Okay ကျေးဇူးတင်ပါတယ်မိတ်ဆက်ပေးပါဦးသမီး Okay. Hello everyone. I am Nan Tasumo, Miss Alban 2026. And I'm 19 years old and a business management student. My environmental project is called Pure Breath, Pure Heart. I'm choosing this project because clean air is becoming a serious challenge in many of our valleys. Smoke from factory, wildfire, the burning of household waste is affecting both our health and our environment. Through my projects, I'm to educate family on proper waste management and discourage open burning and encourage tree planting to improve air quality nature. I believe that small action can create a cleaner and healthier future. With a pure heart, we can create a pure breath. Thank you so much. မင်္ဂလာပါ မင်္ဂလာပါ project ကလည်းကောင်းလေးပါတယ် Okay, thank I you. want to ask you what can you do yourself in order to improve the air quality ကျမအနေနဲ့ဒီ Miss တယောက်အနေနဲ့ဒီ role model အဖြစ် education နဲ့ဆိုင်တဲ့ဒီပညာပေးလုပ်ငန်းမှာပြီးတော့ဒီကိုယ်တိုင်ကိုကြားပါဝင်ပြီးတော့ဒီ real action ဆိုတဲ့ဒီလုပ်ငန်းတစ်ခုပေါင်းစပ်ပြီးတော့ air quality
နေ့တင်ဖို့အတွက်ကျွန်မအနေနဲ့လှုပ်ဆောင်နိုင်ပါတယ်ရှင်ဟုတ် Okay ကျေးဇူးတင်ပါတယ် What role do you think young people play in shaping the future? Oh, how? We're going to just imagine. And then it is education role because to shape our future's education is very important. ဟိုကျမတို့အနေနဲ့ပေါ့နော်ဒီလူငယ်တွေအနေနဲ့၎င်းဒါမှမဟုတ်ဒီကျမတို့လူသားတွေအနေနဲ့၎င်းဒီပညာရေးဆိုတာကမရှိမဖြစ်လိုအပ်တဲ့အရာပါကျမတို့အခုဒီနေ့ခေတ်တိုးတက်ပြောင်းလဲမှုတွေဟာလည်းဒီပညာရေးကြောင့်ဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ပါတဲ့အနာဂတ်ကိုပုတ်ဖို့အတွက်ဆိုရင်ပညာရေးဟာအဓိကအရေးပါတဲ့ခန်းကဏ္ဍအဓိကလိုအပ်တဲ့အချက်အနေနဲ့ကျမထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ် ဆိုတော့သမီးအနေနဲ့ Miss အမြန်မာတယောက်ဖြစ်ဖို့အတွက်ဘယ်လိုအရေးချင်းတွေရှိရလို့ထင်လဲ ဟုတ်ကဲ့ကျမအနေနဲ့ဒီ Miss မြန်မာဖြစ်ဖို့အတွက်ကျမရဲ့ဒီအရေးချင်း qualification အနေနဲ့ကတော့ reaction ဆိုတဲ့လက်တွေ့လုပ်နိုင်တဲ့အရေးချင်းပြီးတော့ education ဆိုတဲ့ဒီကိုယ့်ရဲ့ပြောစကားကိုပြောတဲ့စကားကိုတခြားသူတွေလောက်ပါဝင်လှုပ်ဆောင်လာနိုင်အောင်ဦးဆောင်နိုင်တဲ့ဒီ leader skill တွေကျမမှာရှိတယ်ပြီးတော့ဒီခံမာတဲ့ project နဲ့အတူတော့ကိုယ့်ရဲ့ဒီပေါင်းချင်းကိုတကယ်လက်တွေ့ကြပြောင်းလဲဖို့လှုပ်ဆောင်နိုင်တဲ့ဒီအရေးချင်းစီးတဲ့အတွက်ကြောင့်ဒီ Miss Earl မြန်မာကိုဝင်ရှင်ပြန်ရခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ် Okay မင်းစိတ်လှုပ်ရှားနေလား ဟုတ်ကဲ့နည်းနည်းစိတ်လှုပ်ရှားနေပါတယ်ရှင် သမီးကြောက်တဲ့လူပါလားဒီထဲမှာ မပါပါဘူးရှင်မကြောက်ပါဘူးချစ်စရာကောင်းတယ်ဆိုတော့မကြောက်ပါဘူး Okay ဟုတ်ပြီကျေးဇူးပါ Okay thank you ညီမနာမည်ကတော့စွနယ်တီဖြစ်ပါတယ်ညီမရဲ့အသက်က24နှစ်ဖြစ်ပြီးညီမရဲ့ project လေးနဲ့မိတ်ဆက်ပေးပြရပါစေညီမရဲ့ project ခေါင်းစဉ်လေးကပတ်ဝန်းကျင်တန်ရှင်းရေးပူးပေါင်းပါဝင်ပေးဖြစ်ပါတယ်ဘာလို့လဲဒီခေါင်းစဉ်ကိုပေးထားရတာလဲဆိုရင်တဦးတစ်ယောက်တည်းအားနဲ့မရပါဘူးအများအင်အားနဲ့ပူးပေါင်းလှုပ်ဆောင်မှဒီအရာကြီးကိုပြုပြင်လို့ရမှာပါအဲ့လိုပါဝင်နိုင်ဖို့လှုံ့ဆော်ပြီးရှေ့ဆောင်လမ်းပြရမှာကညီမတို့ beauty queen တွေရဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်ကျေးဇူးပါ မန္တလေးကိုစားပြီးပေါ့နော်ဆိုတော့အလှမေတယောက်ကဘယ်လိုမျိုးကျင့်ဝတ်တွေကိုစောင့်ထိန်ရမယ်လို့ထင်လဲ ။တာမယ်တယောက်ရဲ့ကျင့်ဝင်ကတော့စိတ်နေစိတ်ထားကိုချင်းစာတရားနားလည်မှုပြည့်ရှိရမယ်။နားလည်မှုပြည့်ရှိရမယ်ဆိုတာထက်တစ်ဖက်လူရဲ့ခံစားချက်ကိုကိုကလည်းသိရမယ်။ကိုယ်တိုင်အဲ့လိုမျိုးသိမှအလှမယ်တယောက်ဖြစ်ဖို့လည်းထိုက်တန်မယ်လို့ထင်ပါတယ်။ Your project name is quite the name that me and Mr. did just recently, and I really loved it. So my question is that how would you motivate the public to participate in your project? အကောင်လုံးစုပေါင်းပြီးတော့လုပ်မယ်။ပြောရရင်ညီမဒီမှာပေါ့နော်။ဒီကနေ crown ရခဲ့သည်ဖြစ်စေမရခဲ့သည်ဖြစ်စေညီမကorganizer နဲ့ပူးပေါင်းပြီးဒီ project ကိုလုပ်လို့ရမယ်ဆိုရင်လုပ်ရှင်ပါရဲ့ဆရာ Okay ဆိုတော့ဥမာဟိုနောက်ဆုံးတစ်ခုပြောရပေါ့နော်သမီးကဆရာတို့နဲ့ပူးပေါင်းပြီးတော့မှဒီ project ကိုဆက်လက်ပြီးတော့လုပ်ဆောင်ခြင်းနေပေါ့ဆိုတော့သမီးဘယ်လိုပုံစံမျိုးနဲ့လုပ်ချင်တာလဲ ဆရာသမီးလုံနိုင်နေဆိုတာထက်သမီးလိုအပ်တာလေးကိုဆရာတို့နဲ့တိုင်ပင်မယ်ပေါ့နော်ဆရာတို့နဲ့တိုင်ပင်ပြီးတော့ဆရာတို့ကသမီးရဲ့ဒီရောက်ဆရာလုပ်ပေးနိုင်နေဆိုလို့ရှိရင်သမီးဆရာတို့ဆရာနဲ့အကူအညီကိုအရယူပါမယ်အဲ့အကူအညီကိုရအောင်ယူပြီးတော့လိုအပ်တဲ့နေရာမှာတေချာအသုံးချပါမယ် Okay ဟုတ်ပြီကျေးဇူးများတင်ပါတယ် ဆက်ပါဦး အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ engineer ဖြစ်ပြီးတော့ Miss S မြန်မာ2026ရဲ့ဘောလုံးမြိုင်ကိုစားပြုအလှမဲ့တရားဖြစ်ပါတယ်ကျမရဲ့အသက်ကတော့20ပြည့်ပါပြီကျမရဲ့ project ကတော့ Green Future ဖြစ်ပြီးတော့ဒီကမ္ဘာကြီးက
တစ်နှစ်ထက်တစ်နှစ်ပူနွေးလာတာနဲ့အမြရာသီဥတုဖောက်ပြန်မှုတွေကလည်းပုံမှုဆိုးရလာခဲ့အဲအကြောင်းမို့ကျမဒီ project ကိုစတင်ထားရခြင်းဖြစ်ပါတယ်ကျမတယောက်တည်းနဲ့ကဘာကြီးကကွယ်ဖို့ပေါ့နော်ကဘာကြီးတိုးတက်ပြောင်းလဲဖို့အတွက်တယောက်တည်းရဲ့အင်းအားနဲ့လုံးဝမလုံလောက်ပါဘူးဒါကြောင့်လူတိုင်းရဲ့သိငယ်တဲ့အပြုသဘောဆောင်တဲ့အလုပ်တစ်ခုချင်းစီစုပေါင်းလိုက်တဲ့အခါမှာကဘာကြီးကတိုးတက်ပြောင်းလဲဖို့အမြန်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဒီ project ကပေါ့နော် one household one tree ဆိုတဲ့အစီအစဉ်နဲ့အိမ်တိုင်းမှာပေါ့နော်တစ်ပင်အများစိုက်သွားမှာဖြစ်သလို plastic သုံးစွဲမှုရဲ့30%ကိုလည်းရှော့ချသွားမှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဒီ project ကဒီလူငယ်မျိုးဆက်တွေအတွက်တာမကဘဲနဲ့နောက်လာမဲ့ပုံမို့စိတ်လက်ဆိုပြည့်တဲ့အနာဂတ်ကိုရအောင်သွားနိုင်မဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်အားလုံးကြည့်ကြပါရှင်ဒီ project ကိုဘာဖြစ်လို့ရွေးချယ်ထားတာလဲ ဒီ project ကိုလောက်ရရဲ့ရွယ်ချက်ကဒီ project ကိုမလောက်ခင်မှာညီမမှာ PR တခုရှိခဲ့တယ်ညီမတို့ရဲ့မြို့လေးမှာပြီးခဲ့တဲ့နေရာဒီကအပူလှိုင်းအရန်မြင့်တော့ဒီကိုခံအားကြစင်းတဲ့လူတွေပေါ့နော်ညီမကိုယ်တိုင်ရတယ်ကိုခံအားနေတဲ့လူတယောက်ဖြစ်တယ်လို့ကိုခံအားနေတဲ့တက်ကြီးပိုင်းရောကလေးတွေရောအပူရှက်ပြီးတော့အုံနောက်သွေးကြောပြက်တာတွေလည်းကြုံခဲ့ရတယ်အပူရှက်ပြီးဖျားပြီးတိတ်ဆုံးတာတွေလည်းကြုံခဲ့ရတယ်အဲ့ဒီအရာကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတဲ့အတွက်ကြောင့်ဒီ project ကိုငါကိုယ်တိုင်လုပ်မယ်ပြီးရင်ဒီ Miss App မြန်မာကိုလည်းငါကိုယ်တိုင် join ပြီးတော့ဒီ project ကိုရအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ project ကိုလုပ်ရခြင်းဖြစ်ပါတယ်ရှင် ကျေးဇူးပါ Okay ဆိုတော့သမီးကို Miss Earth မြန်မာ2026ဖြစ်နေဘာကြောင့်ဆရာတို့ဘက်ကနေရွေးချယ်တင်တာလဲ ကျမက volunteer တယောက်အနေနဲ့လူတို့အဖွဲ့အစည်းနဲ့ပတ်ဝန်းကျင်ကိုအပြုသဘောဆောင်နဲ့ပြောင်းလဲပေးနိုင်တဲ့အမျိုးသမီးကောင်းတယောက်ဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲကိုရွေးချယ်ရခြင်းဖြစ်ပါတယ် Okay So how would you motivate people to join this 1-minute challenge every day? ဒီ10 minute challenge ကိုလုပ်ဖို့အတွက်လူတွေကလက်ခံတဲ့လူလည်းရှိတယ်လက်မခံတဲ့လူလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကိုညီမကညှင်းခုန်မနေပါဘူးအဲ့ဒီအစားညီမကိုယ်တိုင်ကအရင်ဆုံးကောင်းမှုအတွက်ကကိုယ်တိုင်ကအရင်လုပ်ပြဖို့လိုတယ်ကိုယ်တိုင်ကအရင်တက်သိပြဖို့လိုတယ်အဲ့ဒါကြောင့်မို့ညီမဒီ1 minute challenge ကိုအရင်ဥဆောင်ပြီးတော့အမတို့အရင်ကြည့်ပြီးတော့ချက်ချင်းမဲ့ညီမ join ခဲ့တယ်အောက်တယ်အဲ့ဒါကိုလက်မခံတဲ့လူလည်းရှိတယ်လက်မခံတဲ့လူတွေကိုညီမညှင်းမခုန်ဘဲနဲ့အဲ့လက်မခံတဲ့လူကလည်းတဖြည်းဖြည်းလက်ခံလာနိုင်ဖို့အတွက်ကိုညီမကိုယ်တိုင်ကတက်သိပြသွားမှာဖြစ်ပါတယ်ရှင်ညီမလေးဒီအမိုက်စီမံခန့်ခွဲအနေနဲ့ပတ်သက်ပြီးပြောသွားရပေါ့နော်အဲ့ဆိုအမားတို့ Miss Earth International page ချမ်းမှာဆိုလို့ရှိရင် 5R ဆိုပြီးတော့ရှိတယ်အဲ့ 5R နဲ့ပတ်သက်ပြီးညီမလေးဘယ်လောက်သိလဲဆိုတာသိချင်ပါတယ် 5R ကိုရှင်းပြမယ်ဆိုရင် rethink refuse rethink recycle reduce reuse respect အဲ့လိုရှိတယ်အားမျိုးဆို rethink ဆိုတာကကိုကဒီ plastic ကိုမပြစ်ခင်အရင်ဆုံးတွေ့ရမယ်ဟာအမိုက်ပုံထဲမှာပြည့်ရမှာလားမြောင်းထဲမှာပြည့်ရမှာလားအဲ့ဒါကလူကြီးလူငယ်မဆိုအဲ့ဒီအကြောင်းကိုအရင်တွေ့ရမယ် rethink ပြီးတော့ plastic ကိုစွန့်ပစ်တာဟုတ်ပါပြီနောက်တစ်ခုက reuse ဆိုတာကအဲ့ဒီကိုကဒီပစ္စည်းတစ်ခုကိုတောင်းလိုက်ပြီဆိုရင်နောက်ထပ်ဘယ်လိုပြန်သုံးရမလဲနောက်ထပ်ဒီလိုသုံးလိုက်လို့ရှိရင်တဘာဝပတ်ဝန်းကျင်ကဘယ်လောက်တော့ကောင်းမွန်လာနိုင်မှာလဲ and reduce ညီမခဏပြောသလိုမျိုး plastic ကိုရော့နိုင်တဲ့လောက်ရှော့ချဖို့အတွက်ကိုအဲ့တော့ဘယ်လိုလုပ်ဆောင်ကြမှာလဲ and recycle ဆိုလို့ရှိရင်လည်းအခုသုံးပြီးသားပစ္စည်းတွေညီမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျောင်းတိုင်းမှာတော်တော်တိတာကြရတယ်လေကာတာယာကြီးတော်တော်များများကိုကျောင်းမှာဆိုရင်ပန်းချံအဖြစ်နဲ့အလှပါစီရင်တာမျိုးအဲ့လိုမျိုးတွေနဲ့ recycle လုပ်လို့ရတယ် and respect ငါတို့ရဲ့ကဘာကြီးကို respect ထားမှာကဘာကြီးကငါတို့ကိုပြန်ပြီးတော့လေကောင်းလေတန်းနေကဘာကြီးကကိုယ့်ကိုပြန်ပြီးတော့ respect ပြန်ထားနိုင်မှာဖြစ်ပါတယ်အဲ့ဒါကတော့ 5R ဆိုတဲ့ means ဖြစ်ပါတယ် Okay ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်လာပါရှင်ပ
သမီးရဲ့နာမည်ကတော့ခင်စံကျော်ပဲဖြစ်ပါတယ်ရှင်အသက်ကတော့16နှစ်ပါရှင်သမီးကမိထီလာကိုစားပြုအနေနဲ့လာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ရှင်သမီးရဲ့ project လေးကတော့cleansing water engineer ဖြစ်ပါတယ်ဒီကတော့မိထီလာသူမိထီလာသားတွေရဲ့အသက်သွေးကြောဖြစ်တဲ့ဒီမိထီလာကန်ကြီးကိုပုံမဒီချက်ပုံမတိုးတက်ကောင်းမွန်စိမ့်လန်းဆုပ်ပြသွားအောင်လှုပ်ဆောင်ခြင်းနဲ့ရည်ရွယ်ချက်လေးရှိပါတယ်ရှင်ဘာလို့ဒီ project လေးကိုရွေးချယ်ရလဲဆိုရင်ခရီးသွားပြည်သူတွေအတွက်ပေါ့နော်ဒီမိထီလာကန်ရဘလောက်တောင်မှတိုးတက်ကောင်းမွန်သွားလဲဆိုတဲ့ရည်ရွယ်ချက်လေးရရှိအောင်လို့ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် So your project name is Cleaning Water and Greenery, and first of all, we would really appreciate it if you speak a little louder. Because I didn't catch much of what you said, but so in cleaning water, what's your like initiative and what's your project in doing and implementing this like in real life? How would you do it? ဒီပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမိထီလာဆိုတာနဲ့မိထီလာကန်ကိုပဲလူတိုင်းကသိကြတယ်ဒါကြောင့်ခရီးသွားပြည်သူတွေကအစမိထီလာကန်ကိုလာကြည့်ကြတယ်ဒီလာကြည့်တဲ့အချိန်မှာရေတွေကညစ်ပတ်နေရင်ဘယ်သူမှပေါ့နော်ဘယ်သူမှလည်းကြိုက်မှာမဟုတ်ဘူးဒီအတွက်လည်းသမီးကဒီ project လေးကိုလှုပ်ဆောင်ကြချင်တာဖြစ်ပါတယ်ရှင်မမဟုတ်ဆိုတော့ဘယ်လိုမျိုးလှုပ်ဆောင်မလဲပေါ့နော်ညီမလေးဒီ cleaning water လုပ်ဖို့ရတဲ့ cleaning water အဓိကအဖြစ်တော့ဒီအမိုက်ကနေစတာပေါ့နော်ဒီကံပတ်လည်မှာအမိုက်ကိုစနစ်တကျစွန့်ပစ်တတ်အောင်တစ်ပင်ပန်းပန်းလေးစိုက်ပျိုးမှသာလင်းတာယာဆုပ်ပြသွားမှာဖြစ်တယ်ရှင်ဒါကြောင့်မို့လို့ဒေသခံလူတွေနဲ့ပူးပေါင်းပြီးတော့ဒီ project လေးကိုလှုပ်ဆောင်သွားခြင်းပါတယ်ရှင် Okay အမတို့မြန်မာနိုင်ငံဆိုတာကရေအရင်အမြစ်ပေါ်ကျွယ်သွားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အေယာဝတီမြစ်ကအစမြစ်ချောင်းအင်းအိုင်ကန်အစုံအများကြီးရှိရပေါ့နော်အဲ့ဒါလို့ရှိရင်ဒီလောက်ရေတယံဇာရပေါ်များတဲ့နိုင်ငံမှာပေါ့နော်ရေရရှိနေတဲ့ဒါပေမဲ့တန်ရှင်းတဲ့ရေဆိုတာနဲ့ရေရရှိခြင်းကြားမှာညီမလေးဒီတန်ရှင်းတဲ့ရေရဲ့အရေးကြီးပုံကိုဘယ်လိုမျိုးပြောချင်ပါလဲဒီတန်ရှင်းတဲ့ရေကလူတိုင်းအတွက်အရေးပါတယ်ရှင်ရေဆိုပြီးတော့မှတောင်းလိုက်လို့လည်းမဖြစ်ဘူးလေရေဆိုတာအသက်ရှင်မှုလိုတယ်။ဘာကြောင့်လဲဆိုတော့ဒီရေရှားပါတဲ့နိုင်ငံတွေမှာဆိုရင်လူတွေကပေါ့နော်ဒီရေရရှိဖို့အတွက်ကိုမိုင်ပေါင်းများစွာသွားပြီးတော့ခန့်ရတယ်။ကလေးတွေဆိုရင်လည်းဒါရေခန့်ရတဲ့အတွက်ကြောင့်ကြောင်းဆက်မတက်နိုင်တော့ဘူး။လူကြီးတွေဆိုရင်လည်းစီးပွားမလုပ်နိုင်တော့ဘူး။ဒါကြောင့်မလို့ပညာရေးနဲ့စီးပွားရေးမှာလည်းသွားပြီးတော့ထိခိုက်မှုရှိရရှင်။ဒါကြောင့်တန်ရှင်းတဲ့အရေးကလူတိုင်းအတွက်အရေးပါပါတယ်လို့ထင်ပါတယ်ရှင်။မေးအဖြေကနည်းနည်းဟွာဖြစ်နေတယ်ညီမလေးဒီညဉ့်ညံတဲ့ရေရဲ့ဆိုးကျိုးနဲ့တန်ရှင်းတဲ့ရေရဲ့ကောင်းကျိုးကိုပြောပြကြည့်ပါမအောင်ဟုတ်တန်ရှင်းတဲ့ရေကိုရရှိနိုင်မှုတော့ခုနပြောသလိုပညာရေးနဲ့စီးပွားရေးမှာထိခိုက်မှုမရှိဘူးပေါ့နော်ဒီညဉ့်ညံတဲ့ရေကိုသုံးစွဲလိုက်တဲ့အတွက်ကြောင့်ကလေးတွေကစာဝမ်းပြက်ဝမ်းလျှော်တွေဖြစ်ရတယ်စီးရုံတက်ရတယ်ဒါတွေအတွက်ကြောင့်မလို့တန်ရှင်းတဲ့ရေကလူတိုင်းအတွက်အရေးပါတယ်လို့ထင်ပါတယ်ရှင်ဟုတ်ပါတယ်နော် so I'm very proud of you and I hope you can do that ဆိုတော့ JK တို့ကြည့်နေတဲ့မိထီလာကနေပြီးတော့ data ခံလူတွေလည်းညီမလေးကိုဆက်သူနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့ရန်တက်လက်တောင်းဆိုချင်ပါတယ်မိတ်ဆက်ပါဦးအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့အာယိုကိုင်နူဖြစ်ပါတယ်အသက်ကတော့22နှစ်ရှိပြီးမူညင်း GDI အကြောင်းနဲ့ပညာသင်ကြားနေတဲ့အကြောင်းမျိုးပဲဖြစ်ပါတယ်ရှင်MIS မူညင်းကိုစားပြုအလတ်မေတယောက်လည်းဖြစ်ပါတယ်ရှင်ကျမရဲ့ project နာမည်ကတော့ Designing with Relation တဘာဝဘေးရန်တဲ့ short ချရေးပဲဖြစ်ပါတယ်ကျမဒီ project ကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲဆိုရင်ကျမကိုယ်တိုင်ကြုံတွေ့မြင်ခဲ့ရတဲ့တဘာဝဘေးရန်တွေများကြောင့်ပဲဖြစ်ပါတယ်ကျမတို့ကချင်ပြည်နယ်ဟာဆိုရင်နေ့စဉ်ရေကြီးရေရှမ်းမှုတောမီးလောင်မှုနဲ့မြေပုံမှုများကြောင့်လူသားတွေမကတောင်းတိရစ္ဆာန်တွေမှာပါတောင်းတိရစ္ဆာန်တွေနဲ့တဘာဝပတ်ဝန်းကျင်ကိုများစွာထိခိုက်ပျက်စီးလက်ရှိနေပါတယ်လက်ရှိကျမဟာချစ်ချင်နေတဲ့ volunteer member တူအဖြစ်ဆောင်ရွက်နေတဲ့တူလည်းဖြစ်ပါတယ်ကျမဟာဆိုရင်တဘာဝထိန်းသိမ်းရေးလုပ်ငန်းစဉ်များနဲ့သွားသင်ရေးလုပ်ငန်းစဉ်များရေဘေးနဲ့ငလင်ဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းစဉ်များမှာလည်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ကျမရဲ့ရွယ်ချက်ကတော့လူငယ်တွေကိုတဘာဝတရားထိန်းသိမ်းကာကွယ်ရေးနဲ့တဘာဝဘေးအန္တရာယ်ရှော့ချရေးလုပ်ငန်းစဉ်များမှာပုံမူပါဝင်လာစီရှင်တဲ့ရွယ်ချက်ပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါ။အခုနအမပြောတော့ပါเนาะတဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတယ်ဆိုတာnatural disaster တခုကိုပြောပြပါဆိုရင်ဘာကိုပြောပြချင်လဲဘာတွေကြုံတွေ့ခဲ့ဘူးလဲညီမအိမ်ရေ
ညီမရဲ့အိမ်ဟုတ်ညီမရဲ့အိမ်ရည်ကြီးသွားတယ်ပေါ့နော်ဒါကမကြသေးဘူးဒီတစ်နှစ်ကပဲရှိအောင်မယ်ထင်တယ်ညီမတို့ဒီမြစ်နားမှာလည်းနီးရပေါ့နော်ကျမတို့မြစ်နားမြို့ပါဆိုရင်မြစ်နားမှာလည်းနီးရတဲ့အတွက်ကြောင့်ဒီမြစ်ကနေရေချန်ထွက်ခဲ့တဲ့အတွက်ကြောင့်ဒီမြို့တွေရက်ကွက်တွေညီမတို့ရက်ကွက်တွေပဲမဟုတ်ဘဲနဲ့တခြားရက်ကွက်တွေမှာပါရေလုံးမှုတွေဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာညီမကိုယ်တိုင်ညီမအိမ်ကိုလည်းကုညီကေချက်ပေးရတယ်လို့ညီမတို့ဒီအဖွဲ့အစည်းတွေနဲ့ပဲပူးပေါင်းမှာဒီတခြားအရန်ဆိုးွားတဲ့ချို့ရက်ကွက်တွေဆိုရေတအိမ်လုံးညစ်သွားပါတော့အဲ့အချိန်မှာလည်းလူအသက်တွေကိုလည်းအများကြီးကတင်ခဲ့ရတဲ့ကြောင့်ဒီအတွေ့အကြုံတွေကိုလည်းယူမိတယ်လို့အများကြီးလည်းဆက်ပြီးလှုပ်ဆောင်တော့ဖို့လည်းရှိပါတယ်ရှင် ကျေးဇူးပါ စုပါ မင်္ဂလာပါဒီ project ကိုဘာဖြစ်လို့ရွေးချယ်တခြား project ကစိတ်ထဲမှာလည်းရှိလို့လား တခြား project တွေကတော့စိတ်ထဲမှာတော့မရှိဘူးညီမကဒီပြိုင်ပွဲမတိုင်ခင်တည်းကလည်းဒီ stage ကြောင်းနဲ့ဒီချက်ချင်းကြီးမှာပါဝင်ခဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ရယ်ဒီ project ကပြိုင်ပွဲမပြိုင်ခင်တည်းကရှိရပါတော့အားကြောင့်မို့ဒီ project ကိုဒီကိုယ့်ရဲ့ project နဲ့အညီဒီပြိုင်ပွဲနဲ့လည်းအညီဆိုမှလာရောက်ရှင်ပြိုင်ရခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးပါ သမီးကဒီပြိုင်ပွဲမှာဘလို့အရေးအချင်းတွေကြောင့်အနိုင်ရသင့်တယ်လို့သမီးထင်တယ် ဟုတ်သမီးဒီပြိုင်ပွဲမှာဘလို့ရည်ချင်းနေတောင်းလဲဆိုရင်သမီးကဒီတဘာဝတရားထိန်းသိမ်းရေးအဖွဲ့အစည်းတွေမှာတော်တော်များများပါဝင်လှုပ်ဆောင်ခဲ့တဲ့သူတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်ရယ်ဒီတဘာဝတရားကြီးကိုချစ်မြတ်နိုးသူတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်ရယ်ဒီသမီးကဒီပြိုင်ပွဲမှာအဲ့အရေးချင်းနေတာမကဘဲနဲ့အားလုံးကိုခြားပြစီခြင်းတဲ့ရွယ်ချက်တွေရယ်ပူပေါင်းပါဝင်ခြင်းတဲ့ရွယ်ချက်တွေနဲ့ပဲဒီပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ရခြင်းဖြစ်ပါတယ်ရှင် Okay မင်္ဂလာပါကြိုင် Okay တန်းကဆိုတော့အခါအခု JK ရဲ့မိကွန်းလေးကတော့ဒီ project name ကိုဖတ်လိုက်တဲ့အချိန်မှာအားစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဒီ disaster risk reduction အားလုံးလည်းတည်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ခုနညီမပြောလိုက်တဲ့မြစ်ကြီးနားမှာဆိုလို့ရှိရင်ရေခဏကြီးရယ်ဆိုတော့အခါညီမလေးကလည်းကြက်ချင်းကြီးအဖွဲ့ဝင်တူလည်းဖြစ်တယ်လို့အဲ့ဒီရေကြီးတာနဲ့ပတ်သက်ပြီးတော့ညီမလေးအခုဒီမှာရှိနေတဲ့လူတွေရောကြည်နေမဲ့လူတွေရောအားလုံးအတွက်ဒီ advice လေးပေါ့နော်ကိုကာကွယ်နိုင်တဲ့ disaster risk reduction အတွက်ကာကွယ်နိုင်တဲ့နည်းလမ်းလေးအဲ့ဒါတချို့လေးမျှဝေပေးလို့ရမလား ကာကွယ်နိုင်တဲ့နီလန်းလေးကတော့အရေးကြုံတဲ့အခါမှာအမြန်စိတ်ဆုံးဖြတ်ချက်မချဖို့ရယ်ကိုဖြစ်နေတဲ့အချိန်မှာအရန်စိတ်ကိုအလင်းစုံမလုပ်ဘဲနဲ့ဆုံးဖြတ်ချက်မချဖို့ရယ်စိတ်မလို့ဖို့ရယ်နဲ့အကူအညီတောင်းတဲ့လူမှန်များကိုအကူအညီတောင်းစေချင်ပါတယ်အဖွဲ့အစည်းများစွာရှိပါတယ်ဒါမြို့တိုင်းမှာပေါ့နော်လူမှုကေဆေးရဲ့အဖွဲ့အစည်းများစွာရှိတဲ့အတွက်ကြောင့်မို့ကိုလက်လန်းမြင်နိုင်တဲ့အဖွဲ့အစည်းတွေကိုခေါ်ယူနိုင်ပြီးဒီဘလို့ဒီပြဿနာကိုဖြေရှင်းမလဲဆိုတာဒီတခြားအနည်းနာလူတွေလည်းတိုင်ပင်နိုင်တယ်လို့ကိုကြုံတွေ့ခဲ့ရနေဆိုရင်လည်းသူများကိုလည်းကူညီပေးစေချင်တဲ့စိတ်လည်းရှိတင်ပါတယ်ပြီးရင်အဲ့အတွက်ကြောင့်အရေးကြီးဆုံးတော့သူများကိုအကူအညီတောင်းဖို့ပေါ့နော်ကိုမလုံနိုင်တော့ဘူးဆိုရင်သူများကိုအကူအညီတောင်းစေချင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် ဆိုတော့တက်ဆိုင်ရာမြို့ကထိတ်တွေကိုဆက်သွယ်ရမှာပေါ့နော်အကယ်လို့ခုဖြစ်ခဲ့ပြီးရှိတော့ပြီးတော့နောက်တစ်ခုမေးချင်တာကတော့ဒီရေကြီးရနဲ့ပတ်သက်ပြီးတော့လူတွေအနေနဲ့ပေါ့နော်ညီမအနေနဲ့ဘာလုပ်တင်တယ်လဲလို့ထင်လဲပေါ့နော်ဒီရေကြီးတာကိုရက်နိုင်ဖို့ရန်အတွက်ဘာတွေလုပ်တင်တယ်လဲ ညီမအနေနဲ့ကတော့ဒီတစ်ပင်တွေကိုဒီတဘာဝတရားကြီးကိုပဲပြောလိုက်တော့တဘာဝတရားကြီးကိုဆက်လက်ထိန်းသိမ်းစေချင်ပါတယ်ဘာလို့ဆိုရင်ညီမတို့ဒီအပေါ်ပိုင်းမျက်နှာကြီးမှာဆိုရင်တစ်ပင်တွေကိုခုတ်လဲတဲ့ဟာအများကြီးတွေ့ရတာပေါ့နော်အရင်တော့ဆိုရင်တစ်ပင်တွေညောင်ပင်တွေဆိုရင်ရေလွှမ်းမှုကိုအဲ့လောက်ကြီးမဖြစ်စေဘူးလို့ထင်တယ်အခုဆိုရင်ဒီရွှေတူးမှုတွေတစ်ပင်တောတွေကိုခုတ်ပြမှုတွေအကြောင်းရေကအလွယ်တကူဝင်ရောက်လာတယ်လို့ထင်ပါတယ်အားကြောင့်မလို့ဒီတဘာဝတရားကြီးကိုဆက်လက်ထိန်းသိမ်းသွားစီချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ကျမကတော့ Miss Army Gina 2026ကိုစားပြုအလှမယ် Mary Sign ဖြစ်ပါတယ်အသက်ကတော့24နှစ်ရှိပြီ BMA နဲ့ DSMA Diploma နှစ်ခုပြီးစီးထားပြီးလက်ရှိမှာဥပဒေမေဂျာနောက်ဆုံးနှစ်ကျောင်းသူဖြစ်ပါတယ်ကျမရဲ့ project ကတော့ Eco Woman မြန်မာလို့အသိပေးရပါတယ်ဒီ project ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလူငယ်တွေနဲ့အမျိုးသမီးတွေကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့
ဝင်ငွေတစ်ခုရရှိစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်ကျမဆိုရင်လည်းကိုယ်ပိုင်အလုပ်ငန်းမလုပ်ခင်မှာပေါ့နော်ဒီ recycle လက်မှုပညာဖြစ်ဝင်ငွေတစ်ခုကိုရှာနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့လူငယ်နဲ့အမျိုးသမီးတွေကိုလည်းအရင်းအနှီးမရှိသေးတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အရင်းအနှီးမရှိတဲ့သူတွေကိုကျမလိုမျိုး recycle လက်မှုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်အောင်နဲ့ကျမစီမှာတည်တဲ့တတ်တဲ့ဒီလက်မှုပညာလေးကိုတင်ကြားပို့ချပေးရင်းနဲ့တစ်ဖက်မှာလည်းကမ္ဘာမြေကြီးကိုတစ်ဖက်တစ်လားကနေကာကွယ်ပေးခြင်းလို့ပဲဖြစ်ပါတယ်ရှင် Miss နေနဲ့ဒီလိုမျိုး project လုပ်ဖို့ကဘာဖြစ်လို့ရည်ကြီးတာလဲ ဟုတ်ကဲ့ Miss တယောက်အနေနဲ့ဆိုတာထက်ညီမတို့ဒီလူပတ်ဝန်းကျင်မှာဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပဲเนาะငွေဟာဒုတိယဖျားသခင်ဆိုပြီးတော့အားလုံးပြောကြတာပေါ့နော်ဆိုတော့ကိုချစ်တော့ကိုရက်တည်နိုင်ဖို့ကလူတိုင်းအတွက်အရေးကြီးပါတယ်ဆိုတော့သူတို့လေးတွေအတွက်ကိုစီမှာတည်တဲ့တတ်ထားတဲ့ဒီလက်မှုပညာလေးကိုတင်ကြားပို့ချရင်းနဲ့သူတို့အတွက်အဆင်ပြေသွားအောင်ပေါ့နော်ဘူမီတစ်ဖက်တလန်ရစေချင်တဲ့ကြောင့်မလို့ဒီ project ကိုလုပ်ခဲ့ရပဲဖြစ်ပါတယ်ဟုတ်အဲ့ဆိုရင်ညီမလေးကအခြားသူတွေပေါ့နော် handicraft လုပ်နည်းလေးတွေပြန်သင်ပေးရလို့ပြောတယ်ညီမလေးသိတယ်ဒါနဲ့ business လုပ်နေရပေါ့နော်အဲ့ဆိုညီမလေးလုပ်ခဲ့ဖူးတဲ့ handicraft တစ်ခုအကြောင်းပြပြပေးပါနည်းနည်းပပဟုတ်ညီမဆိုလို့ရှိရင်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းဒီအိမ်မှာမတုံးတော့တဲ့ဂျင်းပေါင်းဘီတို့ပေါ့နော်ဂျင်းအင်ဂျီတို့ဆိုလို့ရှိရင်လည်းကိုကပြန်ပြီးတော့ဖြက်ပြီးတော့ဂျီပန်းထိုးလေးထက်ပြီးတော့ဒီအိတ်လေးလုတ်ခဲ့ပေါ့နော်အိတ်လုတ်ရောင်းတယ်ပြီးရှင်ကိုယ်စီမှာမတုံးတော့တဲ့အိမ်မှာရှိရဲ့ဒီပိုက်တွေနဲ့ရှိရပေါ့နော်အဲ့ပိုက်တွေကိုချင်းတောင်းအနေနဲ့လုတ်ပြီးတော့ကိုယ့်အိမ်မှာတောက်တင်နေမှာပြန်တုံးလို့ရတယ်ပြီးရှင်ဖျားเจ้าမှာဆိုလို့ရှိရင်လည်းမိခင်တွေကိုပြန်ရောင်းပေးရပေါ့နော်โอเคဟုတ်ပဲစားတဲ့လက်မှုပညာအမျိုးမျိုးကိုပေါ့နော်ပြုလုပ်ခဲ့ပါတယ်ဟုတ် Okay, soညီမလေးရဲ့ project နာမည် Eco Woman Power right Eco Woman Myanmar အဲ့ဒီအတွက်ညီမလေးဒီ Miss Earth Organization Miss Earth Myanmar Organization နဲ့ပူးတွဲပြီးတော့ဘာတွေဆက်ပြီးတော့လုပ်သွားဖို့အစီအစဉ်တွေရှိလဲညီမလေးရဲ့ project နဲ့ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ဒီကျမရဲ့ project လေးနဲ့ပေါ့နော်ဒီ organization နဲ့ပေါင်းပြီးတော့လူငယ်နဲ့အမျိုးသမီးတွေကိုအခုကျမတက်မြောက်ထားတဲ့ပညာနဲ့ပေါ့နော်တင်ကြားမျှဝေပေးမယ်ပြောရှင်လဲသူတို့အတွက်လည်းကျမလိုမျိုးပဲအရင်နည်းမလို့ကိုယ့်အိမ်မှာရှိရဲ့ပစ္စည်းနဲ့ပဲကိုယ့်လိုမျိုးပေါ့နော်ဝင်ငွေတစ်ခုရစေအောင်ပူပေါင်းပြီးတော့ဆောင်ရွက်သွားပါမယ်ရှင်ဟုတ်အကေလို့သမီးဒီပြိုင်ပွဲမှာအကောင်လုံးကတော့ပြိုင်ပွဲလာတယ်ဆိုတော့အနိုင်လိုချင်လို့လာကြတာပေါ့နော်အကေလို့သမီးဒီပြိုင်ပွဲမှာအနိုင်မရဘူးဆိုလို့ရှိရင်ဘာဆက်လုပ်မလဲဟုတ်ကဲ့အနိုင်ရသည်ဖြစ်စေမရသည်ဖြစ်စေအခုချိန်မှာကိုလက်ခံထားရတဲ့ဒီပြိုင်ပွဲမှာလာပြိုင်နေဆိုပြီးကိုကြောင့်နဲ့အများသူတွေကိုအကျိုးရှိစေချင်တယ်ဆိုတော့အနိုင်ရသည်ဖြစ်စေမရသည်ဖြစ်စေကိုစီမှာတက်မြောက်ထားတဲ့ပညာတွေနဲ့လည်းဆက်လက်ပြီးတော့ပို့ချသွားမယ်ဆက်လက်ပြီးတော့ sharing လုပ်ပေးသွားမယ်ပေါ့နော်ဆိုတော့အားလုံးသက်အကျိုးပြုတဲ့လူကြောက်ပဲဖြစ်ချင်ပါရဲ့ရှင်အကုန်လုံးတက်လည်းအများရှိနေပါပါဟုတ်โอเคကျေးဇူးတင်နေသမီးနော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်